အခုလာမယ့်နှစ်သစ်ကူတကြံကာလမှာကိုအိမ်မှာရှိနေပြီဖြစ်စေနော်အိမ်နဲ့အဝေးမှာရောက်ရှိနေတဲ့မိသားစုတွေပေါ့နော်ဒီနေရာမှာရောက်ရှိနေမိသားစုတွေဖြစ်စေပေါ့နော်ဒီဟိုစိတ်ပိုင်းဆိုင်ရာအရာနော်ပြန်လှန်တော့ဆက်သွယ်ဆောင်ရနိုင်တာတွေပြီးတော့မှအပြန်အလှန်နော်ဒီခွန်အားတွေရှိတဲ့နော်စကားတွေပြောပြတာဖြစ်စေကိုယ့်ရဲ့အတွေ့အကြုံတွေကိုဖလှယ်တာနော်တူနဲ့တူအပြန်အလှန်နော်လီစာမှုနဲ့နော်မြင့်တင်ဆောင်ရတာတွေပေါ့နော်ဆောင်ရွက်နိုင်မယ်လို့လည်းယုံကြည်ပါတယ်ဟိုအချိန်ကာလလေးကတကြံကာလဒီ၄-၅ ရက်အတွင်းမှာပေါ့နော်ကိုယ့်ရဲ့အနာယူနိုင်ဖို့နော်အခွင့်အလမ်းတွေလည်းရရှိနိုင်ပါစေပြီးတော့မှကျမတို့လက်ရှိမှာထိုင်းနိုင်ငံမှာရောက်ရှိနေသောနိုင်ငံတကာရောက်ရှိနေသောတာသမီများနော်ပြည်တွင်းမှာဒေသအသီးသီးမှာအိမ်မှာမရှိဘဲနဲ့နော်ရောက်နော်ကိုယ့်ရဲ့အဝေးမှာရောက်ရှိနေသောတာသမီများအားလုံးပေါ့နော်ဘေကင်းလုံခြုံစွာနဲ့နော်အိမ်ပြန်နိုင်တဲ့အခွင့်အလမ်းတွေရရှိဖို့အတွက်လည်းမိဘတွေကနေပြီးတော့လူကြီးမိဘတွေကနေပြီးတော့အလုံးဝိုင်းဝန်းပြီးတော့ဆူတောင်းပေးမယ်လို့ယုံကြည်တယ်ကိုရှိတဲ့အရာမှာကိုဒေတာတွေမှာနော်ဒီလူမှုအတိုင်းအဝိုင်းထဲမှာပို့ပြီးတော့ကျေလက်ခိုင်မှာတိုးတက်အောင်ဆောင်ရွက်နိုင်တဲ့သာသမီများအလုံးနော်လူမှုအတိုင်းအဝိုင်းတစ်ခုတိုးတက်ကြောင်းဆောင်ရွက်နိုင်မှုအတွက်ကိုရောက်ရှိတဲ့နေရာမှာကြိုးစားဆောင်ရွက်ကြပါလို့ပြောကြားချင်ပါတယ်